ဒီအမျိုးသမီးကဆိုရင်သူ့ရဲ့ပထမယောက်ျားကိုသူတက်ပြီးတဲ့အခါမှာသူနောက်ယောက်ျားကိုထပ်ယူခဲ့တယ်ဒီလိုနဲ့သူယောက်ျား၄ယောက်ကိုယူပြီးတော့မှသူတက်ခဲ့တယ်အားလုံးမင်္ဂလာပါအခုကျွန်တော်ပြောပြမယ့်အမှုလေးကတော့သွေးသားအရင်17ယောက်ကိုပေါ့နော်သွေးအေးနဲ့တက်ခဲ့တဲ့အမှုလေးကိုကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ်အခုမြင်နေရတဲ့အမျိုးသမီးကသူယူခဲ့တဲ့ယောက်ျား၄ယောက်ပြီးတော့သူ့ကလေး2ယောက်ပြီးတော့သူ့ရဲ့ညီမအရင်2ယောက်ပြီးတော့သူ့ရဲ့မြေးအရင်2ယောက်နဲ့သူ့ရဲ့အမေအရင်ကိုပါသူအစိတ်ခတ်ပြီးတော့မှတက်ခဲ့တယ်ဒီအမျိုးသမီးကဆိုရင်သူ့ရဲ့ပထမယောက်ျားကိုသူတက်ပြီးတဲ့အခါမှာသူနောက်ယောက်ျားကိုထပ်ယူခဲ့တယ်ဒီလိုနဲ့သူယောက်ျား၄ယောက်ကိုယူပြီးတော့မှသူတက်ခဲ့တယ်ဖြည်းဖြည်းနဲ့နေ့တကြာလာတဲ့အခါမှာရဲအရာရှိတွေကသူ့ကိုတန်တရားတွေရှိလာတယ်ဘာလို့လဲဆိုရင်တော့သူနဲ့ပတ်သက်ခဲ့တဲ့ယောက်ျားတွေအားလုံးကတည်ဆုံးသွားတယ်ပြီးတော့မှသူနဲ့ပတ်သက်တဲ့မိသားစုဝင်တွေအားလုံးကတည်ဆုံးသွားတဲ့အတွက်ကြောင့်ရဲအရာရှိတွေကသူ့ကိုတန်တရားစိတ်ဝင်ပြီးတော့မှသူ့ကိုစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တယ်နောက်ဆုံးမှာတော့အမှုအမှန်ပေါ်ပေါက်ခဲ့ပြီးဒီအမျိုးသမီးကိုဖမ်းမိခဲ့တယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ဖို့ရှိနေတဲ့အတွက် channel လေးကို subscribe လုပ်ဖို့ဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မချမ်းသာကြပါစေခင်ဗျာ